သူမကိုကြိုးကင်နေတဲ့နောက်ွယ်ကလက်မဲကြီးအဖွဲ့အစည်းရှိကြောင်းပြောလာတဲ့ဖြစ်ဖြစ်တွင်သူမကိုကြိုးကင်နေတဲ့နောက်ွယ်ကလက်မဲကြီးတွေရှိနေကြောင်းဝန်ခံလိုက်တာကတော့အဆက်လေးဖြစ်ဖြစ်တွေပါ Facebook ဆက်လေးဖြစ်ဖြစ်တွေကသူမရဲ့နောက်ွယ်မှာကြိုးကင်နေတဲ့လက်မဲကြီးတွေရှိနေဆိုတာကိုအတည်ပြုပေးလိုက်ပါပြီအထူးသဖြင့်လူတွေကအခုချိန်မှာဖြစ်ဖြစ်တွေကိုတန်တရားဝင်နေကြပါတယ်တကယ်ဆိုရင်ဖြစ်ဖြစ်တွေကအနုပညာရှင်အစစ်မဟုတ်ပဲတာမန်ဆက်လေးတယောက်ပါဒါကြောင့်ဝင်ငွေနေပါတယ်ဒါမဲ့တဘာဝဘေးအနေနဲ့ကြာရောက်တိုင်းမှာဖြစ်ဖြစ်တွေကသိန်းပေါင်းထောင်တောင်းချီပြီးခံနေဝင်နေအပြိုင်လှူဒန်းနေပါတယ်ဒါကြောင့်ဖြစ်ဖြစ်တွေရဲ့နောက်ွယ်မှာကြိုးကင်နေတဲ့အဖွဲ့အစည်းတစ်ခုရှိရမယ်လို့ဆွဆွဲနေကြတာပါအင်မတန်ကိုချမ်းသာတဲ့ခရိုနီတထေးကြီးတွေရဲ့ကိုညီပံပိုးမှုတွေကြိုးကင်မှုတွေကြောင့်ဖြူဖြူတွေကလူတွေရှိမှချမ်းသာတယ်လို့နေထိုင်ပြီးတော့အလူတန်းတွေလုံးပြနိုင်တာဖြစ်တယ်လို့ဝေဖန်ပြောဆိုနေကြပါတယ်။အခုခါမှာတော့ဖြူဖြူတွေကဝန်ခံလို့မရတော့တဲ့အခြေအနေတွေတချို့ကြောင့်သူမလည်းပရိသတ်တွေကိုဆက်ပြီးတော့ဖုံးကွယ်မထားတော့ပဲဗီဒီယိုဖိုင်နဲ့တကွအကုန်လုံးကိုချပြလာခဲ့ပါတယ်။အဲ့ဒါကတော့ဖြူဖြူတွေကသူမရဲ့မိဘတွေနဲ့ညီအကိုမောင်နှမတွေကိုကြိုးတစ်ချောင်းပေးထားပြီးတော့သူမရဲ့နောက်ကမှာကြိုးကင်နေရကဒီလူတွေဖြစ်ကြောင်းပြောပြခဲ့ရပါလက်မဲနေရကသူတို့မိသားစုဟာမိသားစုပိုင်ကားဝက်ရှော့လုပ်နေရကြောင်းလက်မဲနေရဖြစ်ပြီးသူမရဲ့နောက်ွယ်မှာကြိုးကင်နေရကမိသားစုသားရှိကြောင်းသူမအကြောင်းကိုမဟုတ်မမှန်ဝေဖန်နေကြတဲ့လူတွေကိုဖြူဖြူတွေကပညာသားပပနဲ့ဖြည့်ရှင်းခဲ့တာပဲဖြစ်ပါတယ်ရှင်